စားမလဲလက်မခံသူစဉ်းစားပုံလေးကိုကြည့်ကိုယ့်ဟာကိုယ်လည်းစဉ်းစားကြည့်ပေါ့ငါကံကံကြီးကျိုးလက်မခံဘူးဆိုရင်ဘယ်လိုလုပ်လဲအေးကောင်းတာလုပ်လဲကောင်းကျိုးမရပါဘူးမကောင်းတာလုပ်လဲကောင်းကျိုးမကောင်းတဲ့ကျိုးမရပါဘူးဒါတွေကအပို့ပဲကိုလှုပ်ချင်တာလုပ်မယ်ဆိုတဲ့လူတယောက်ဟာကိုလှုပ်ချင်တာလို့ဆိုကြတဲ့အကောင်းတာလှုပ်ချင်တာနည်းတယ်မကောင်းတာလှုပ်ချင်တာများအဲ့ဒီပုဂ္ဂိုလ်ရဲ့ဘဝကိုကြည့်လိုက်မယ်ဆိုရင်အကောင်းဘက်သွားမလားအဆိုးဘက်သွားမလားအေးကံကံကြီးကျိုးလက်မခံဘူးဆိုကြတဲ့အဆိုးဘက်ရောက်သွားပြီသူလမ်းကြောင်းပေါ်ရောက်ဖို့မရှိတော့ဘူးသူကလက်မခံတာကောင်းတာလုပ်ဖို့စဉ်းစားတော့အေးကံကံကြီးကျိုးယုံကြည်လက်ခံတဲ့ကမ္မတက္ကတသမ္မာဒိဋ္ဌိဉာဏ်ရှိတဲ့ပုဂ္ဂိုလ်ကြတော့စဉ်းစားတယ်မကောင်းတာလုပ်ရင်ဆင်းရဲဒုက္ခရလိမ့်မယ်ကောင်းတာလုပ်မှကောင်းကျိုးချမ်းသာရတယ်လို့ဘုရားကဟောထားတယ်အေးကောင်းကျိုးဆိုးပြစ်စွာရှိတယ်ငါကဆင်းရဲဒုက္ခကိုကြောက်တယ်ကောင်းကျိုးချမ်းသာရခြင်းနဲ့ဆိုဆင်းရဲဒုက္ခကိုရစေတတ်တဲ့အကုသိုလ်တွေကိုရှောင်ပြီးတော့ချမ်းသာဒုက္ခကိုရစေနိုင်တဲ့ကုသိုလ်ကောင်းမှုတွေလုံးမပဲဆိုပြီးဟောကောင်းတဲ့အလုပ်တွေလုပ်လာပဲဘုရားတော့ဘုရားဗတဝင်သူတော်စင်တွေစဉ်းစားကြည့်ကုသိုလ်ကောင်းမှုတွေလုပ်နေကြတာဟာအနည်းဆုံးနောက်ဘဝချမ်းသာဖို့လူတွေပြောရရှိတယ်တို့မရှိလို့မလှူလို့မရှိဒီတန်တရားကထွက်နိုင်မှာမဟုတ်ဘူးရှိတာလေးတော့လှူမှပဲဆိုရအတွေးလေးတွေဝင်လာကုသိုလ်ကောင်းမှုတော့လုပ်မှပဲကုသိုလ်ကောင်းမှုမလုပ်ရင်တန်တရားမှာလူဘဝနှိမ့်ချသွားလိမ့်မယ်ကုသိုလ်တော့လုပ်မှပဲဒါယုံကြည်တာပဲလေအဲ့ဒါလိုယုံကြည်လို့ကောင်းတဲ့အလုပ်တွေဟာလုပ်ဖြစ်သွားတာအဲ့တော့ရလက်အနေနဲ့ကြည့်မကောင်းဘူးလားလမ်းကြောင်းပွင့်သွားတယ်လို့ပြောအဲ့ဒါလိုမဟုတ်ဘဲနဲ့ငါတို့ဟာဘုရားသခင်ကဖန်ဆင်းလို့ဘုရားသခင်ရဲ့အလိုတော်ချပဲလို့ဆိုတဲ့ပုဂ္ဂိုလ်ဟာလည်းပဲကောင်းတာလုပ်ဖို့စဉ်းစားမှမဟုတ်တော့ဘူးနော်ဘာဖြစ်လို့တော့ဆိုရင်သူ့ကိုဆုံးဖြတ်ပေးနေတာကိုလုပ်တဲ့အလုပ်ကဆုံးဖြတ်ပေးတာမဟုတ်ဘဲနဲ့ဘုရားသခင်ကဆုံးဖြတ်ပေးတာဘုရားသခင်ကိုပဲထိုင်ရှိခိုးနေဖို့ဆုတောင်းနေဖို့ blessing ပေးပါလို့ဒါပဲရှိတော့မှာပေါ့နော်ကိုယ်တိုင်လှုပ်တဲ့လှုပ်ထိုက်တာကိုမလှုပ်ကြတော့အဲ့တော့ဒါကြောင့်မို့လို့ဘုရားဘာသာဖြစ်ဖို့ရာကံကံရေးကျိုးလက်ခံသိမြင်တဲ့ကမ္မတက္ကတာသမ္မာဒိဋ္ဌိဉာဏ်ရှိရမယ်လို့ပြောအဲ့ဒါမရှိရင်လူတော်လူကောင်းကိုမဖြစ်နိုင်ဘူးနော်ကံကံရေးကျိုးယုံကြည်လက်ခံမှလူတော်လူကောင်းဖြစ်တယ်လို့သူတို့မှတ်သားကြနော်နောက်တစ်ခုပြောရမယ်ဆိုလို့ရှိရင်ကံကံကြီးကျိုးလက်ခံပြီးဆိုလူတော်လူကောင်းဖြစ်တယ်မြတ်စွာဘုရားကလူတွေကိုမဆိုးသွမ်းအောင်မနဲ့ထိန်းဟောဆိုရင်ကမ္မတက္ကတာသမ္မာဒိဋ္ဌိဉာဏ်နဲ့ထိန်းပေးတာတခြားဘာသာတွေကြတော့ဘုရားဒီဖန်ဆင်းရှင် God ဆိုတာနဲ့ထိန်းတာလေသူတို့လည်းအကျိုးသက်ရောက်မှုတော့ရှိတဲ့တော့ရှိပါနော်မကောင်းတဲ့အလုပ်ကနေပြီးတော့မလုပ်ဖို့ထိမ့်ပေးတာကြတော့ကောင်းပါဘုရားဘာသာတွေကြတော့အမှန်သိပြီးတော့ဒီလူတွေရဲ့ကိုယ်ကျင့်တရားကိုထိမ့်ပေးတယ်။ဘာနဲ့ကိုယ်ကျင့်တရားထိမ့်လို့ဆိုအေးမကောင်းတာလုပ်ရင်မကောင်းကျိုးရလိမ့်မယ်ကောင်းတာလုပ်မှကောင်းကျိုးရလိမ့်မယ်ငါကိုယ်ကျင့်တရားပြပြလို့မဖြစ်ဘူးကိုယ်ကျင့်တရားကောင်းအောင်လုပ်မှဖြစ်မယ်ဟောဒီအတွေးဝင်လာနောက်တစ်ခုကျတော့ဘာနဲ့ထိန်းလို့ဆိုလို့ရှိရင်ကိုကျင့်စာတရားနဲ့ထိန်းရသော်ဗျာကိုကျင့်စာတရားဟောတာနဲ့လူတွေကိုလူတော်လူကောင်းဖြစ်အောင်ထိန်းပေးထားတယ်ဘယ်လိုထိန်းပေးလို့ဆိုရင်ငါမကြိုက်တာကိုသူများလုပ်ရင်သူများလည်းကြိုက်မှာမဟုတ်ဘူးအဲ့တော့ကိုကျင့်စာတရားထားတယ်ကိုမကြိုက်တဲ့လုပ်ပါလို့သူများလုပ်မှလည်းမလုပ်ပါနဲ့မလုပ်ချင်ပါဘူးကိုမလက်မခံနိုင်တဲ့အရာကိုသူများကိုတော့မလုပ်ပါနဲ့ဆိုတော့ဟောဒီတွေးရလည်းပဲလူတော်လူကောင်းဖြစ်ဖို့မရောက်စေဘူးလားရောက်စေတာပဲဒါကြောင့်မို့ကိုချင်းစာတရားဆိုတာလည်းလိုအပ်တယ်ကမ္မတက္ကတာကိုချင်းစာတရားဆိုတာတော့ရိုးရိုးစဉ်းစားတာ
ကိုနဲ့နှိုင်းဆပြီးတော့စဉ်းစားတာမြတ်စွာဘုရားဟောတဲ့တရားထဲမှာကိုချင်းစာတရားကိုပါဠိစကားလုံးနဲ့ပြောပါဆိုရင်အတုပနာယိကလို့ခေါ်တယ်အတ္တဥပနာယိကကိုနဲ့နှိုင်းရှင်ပြီးတော့ကြည်တာဘယ်အလုပ်ပဲဖြစ်ဖြစ်ဥပမာမဲ့သူများကိုဆဲမယ်ဆိုရင်ငါဆဲရင်ရောကြိုက်မလားဟောမကြိုက်ဘူးငါကိုလာဆဲရင်ငါမခံနိုင်ဘူးအဲ့တော့ငါလည်းသူများမဆဲနဲ့ငါကိုရိုက်ရင်ငါကြိုက်မလားမကြိုက်ဘူးအဲ့တော့သူများမရိုက်နဲ့ငါပစ္စည်းလာပြီးတော့မတရားယူရင်ငါကြိုက်မလားမကြိုက်ဘူးအဲ့တော့သူပစ္စည်းတော့မယူနဲ့ဆိုဟောကိုလူတော်လူကောင်းဖြစ်အောင်ကိုချင်းစာတရားထားတရဝမန္တမြာတေမှာကြောက်ကြတာကြီးပဲရိုက်နေခံရမှာတို့အပြစ်ဒဏ်ခံရမှာတို့ကြောက်ကြတာကြီးအဲ့တော့သူများကိုရိုက်နေဖို့ဒုက္ခပေးဖို့မစင်စားနဲ့ကိုလည်းဒုက္ခကြောက်တယ်သူလည်းဒုက္ခကြောက်အစဉ်ပြေတာကိုအလုံးကြိုက်ကြတယ်ဒါကြောင့်မို့သူတို့တတ်နိုင်အစဉ်ပြေအောင်ပဲလုပ်ပေးမယ်အစဉ်မပြေအောင်မလုပ်ဘူးဟောဒါဒီအတွေးနှစ်ခုဟာလူတော်လူကောင်းဘဝသို့ရောက်အောင်ပို့ဆောင်ပေးတာ ਨੇ တူတူပဲအဲ့ဒီအတွေးမရှိဘူးဆိုရင်လူတော်လူကောင်းဖြစ်ဖို့ခက်တယ်လူတော်လူကောင်းဒါကြောင့်မို့ဒီအတွေးဟာတာမန်အလွယ်လေးလို့မအောင်မိတ်နဲ့မြတ်စွာဘုရားပွင့်မှသို့မဟုတ်သူတော်ကောင်းတွေနဲ့ကြုံတဲ့အခါမှာဒီအတွေးမျိုးရရှိတာဖြစ်တယ်အနုဘုဆိုရင်လူတွေရဲ့စိတ်ဓာတ်မှာဘာရှိတော့ဆိုအင်အားကြီးတဲ့ပုဂ္ဂိုလ်ကအင်အားနည်းတဲ့ပုဂ္ဂိုလ်ကိုအနိုင်ကျင့်တာပဲဖြစ်တယ်။ဗိုလ်ကြတယ်ဆိုတာနော်။ဗိုလ်ကြတယ်ဘူလီလို့ခေါ်တယ်ဗိုလ်ကြစိုးမိုးတာ။အင်အားမရှိတဲ့ပုဂ္ဂိုလ်အင်အားရှိတဲ့ပုဂ္ဂိုလ်ကဖိနှိပ်တယ်ညှဉ်းပန်းတယ်နှိပ်စက်တယ်။တိရစ္ဆာန်လောကကြည့်လိုက်လေ။တိရစ္ဆာန်လောကကြည့်လိုက်အင်အားကြီးတဲ့အကောင်ကအင်အားမကြီးတဲ့အကောင်ကိုသတ်စားနေတာပဲလေ။တော့လူလောကမှာအဲ့ဒီအနေအထားမျိုးကကောင်းတဲ့အနေအထားမှာမဟုတ်တာတိရစ္ဆာန်လောကအနေအထားမျိုးရောက်သွားနိုင်တယ်ပေါ့ဘိုလ်ကျစိုးမိုးတယ်ဆိုတာကောင်းတဲ့အလုံးမဟုတ်တော့ဘူးညာတာတယ်ကျင်နာတရားထားတယ်ဒုနဲ့ဒုရမင်းကူညီတယ်ဆိုတာလူသားတွေအတွက်တမိုးချီမာတဲ့အရာဖြစ်တယ်ဒါကြောင့်ကိုကျင့်တရားကိုဗာနဲ့ထိန်းလို့ဆိုကာမတက္ကတာတမ္မာဒိဋ္ဌိနဲ့ထိန်းတယ်နောက်တစ်ခုကဗာနဲ့ထိန်းကိုကျင့်စာတရားနဲ့ထိန်းကိုကျင့်စာတရားဆိုတာမေတ္တာနဲ့အကျဉ်းနာပဲဖြစ်တယ်တနည်းအားဖြင့်ပြောရင်မေတ္တာနဲ့ကရုဏာပေါ့နော်အဲ့ဒါနဲ့ထိန်းသိမ်းတာလောကကြီးတစ်ခုလုံးဟာလူသားပြီးတူမနှိမ့်ဆက်ဖို့မညှင်းဆဲဖို့အနိုင်မကျင့်ဖို့ဆိုတာလေကံကံရဲ့အကျိုးကိုသိမြင်ခြင်းအပြင်နဲ့ထိန်းတယ်ကိုကျင့်စာတရားဖြစ်တဲ့မေတ္တာကရုဏာနဲ့လည်းထိန်းတယ်လို့ဒါဟာမြတ်စွာဘုရားရဲ့အဆုံးအမပဲအခြေခံကြတဲ့အဆုံးအမအဲ့ဒီအခြေခံကြတဲ့အဆုံးအမပျောက်ကွယ်သွားပြီဆိုရင်စဉ်းစားကြည့်ကံကံရဲ့အကျိုးကိုလက်မခံဘူးဘုရားသခင်ကတတ္တဝါတွေကိုတတ်ပြီးပူဇော်ရင်သူ့ရဲ့ကောင်းကင်ဘုံရောက်တယ်ဆိုရင်တတ်ကြတာပဲလေရှင်နဲ့ပူဇော်တယ်ဟောကောင်းကြီးပေးတယ်ဆိုတတ်ကြမှာပဲလူတွေဟာကိုချင်းစာတရားဆိုတာကင်းမဲ့ပြီးတော့တူနိုင်ခြင်းတဲ့ဘဝမျိုးရောက်ရှိသွားတယ်အဲ့ဒါအဆင့်ရောက်သွားရင်လူဟာဒီတိရစ္ဆာန်အဆင့်ရောက်သွားခြင်းပဲဖြစ်တယ်ပေါ့ဒါကြောင့်တို့တွေဟာမြတ်စွာဘုရားရဲ့ဆုံးမကိုသိရှိနားလည်ကြသည့်အတွက်ကြောင့်လူအစဉ်တန်းမှာလူသိက္ခာရှိနဲ့နေနိုင်ကြတာလို့သူတို့အောက်မေ့ပြီးတော့နော်လူသိက္ခာနဲ့နေနိုင်ကြတာဟာမြတ်စွာဘုရားရဲ့ဆုံးမကြောင့်ပဲဖြစ်တယ်အဲ့ဒီမြတ်စွာဘုရားရဲ့ဆုံးမဒါရင်လားလို့ဆိုမဟုတ်သေးဘူးဒါအခြေခံနဲ့ပြောတာကာမတက္ကတာတမ္မာဒိဋ္ဌိပြီးလို့ရှိရင်ဝိပဿနာတမ္မာဒိဋ္ဌိတဲ့အဲ့ဒီဝိပဿနာတမ္မာဒိဋ္ဌိဆိုတာဝိပဿနာဝိဆိုတာထူးခြားတဲ့ပဿနာရှုမြင်သုံးသပ်မှုသူများတွေနဲ့မတူတဲ့ထူးခြားတဲ့ရှုမြင်သုံးသပ်မှုတနည်းအားဖြင့်ပြောမယ်မမြဲတဲ့သဘောဆင်းရဲတဲ့သဘောအလုံးကမြဲတဲ့ထင်းနေတဲ့ထင်မဲ့မမြဲတဲ့သဘောအလုံးကချမ်းသာလို့ထင်နေတဲ့ထင်မဲ့ဆင်းရဲတဲ့သဘော
အလုံးကကိုလို့ရင်ဖြစ်တယ်လို့ထင်တဲ့အထက်မှာကိုလို့ရင်ကိုလို့တိုင်းမဖြစ်ဘူးဆိုတဲ့အနတ္တသဘောအဲ့ဒီလိုကွဲကွဲပြားပြားရှုမြင်တတ်တဲ့အသိဉာဏ်ကိုဝိပဿနာလို့ခေါ်တယ်အဲ့ဒီဝိပဿနာသိပေနဲ့သမ္မာဒိဋ္ဌိမှန်ကန်တဲ့အမြင်တစ်ခုကမ္မတက္ကတသမ္မာဒိဋ္ဌိဆိုတာတော့ဖျားမပွင့်လဲပဲပညာရှိသူတော်ကောင်းတွေရဲ့ဆုံးမကိုရတယ်ယသိသူတော်စင်တွေဖျားမပွင့်တဲ့အချိန်မှာပစ္စေကဗုဒ္ဓတွေသူတော်ကောင်းတွေပညာရှိတွေရဲ့အဆုံးအမနဲ့ကမ္မတက္ကတသမ္မာဒိဋ္ဌိအသိဉာဏ်ကိုရနိုင်ကြဝိပဿနာသမ္မာဒိဋ္ဌိဆိုတာကြတော့ဖျားပွင့်မှပဲရတယ်ပစ္စေကဗုဒ္ဓစီကတော့မရနိုင်မြတ်စွာဘုရားပွင့်မှဝိပဿနာသမ္မာဒိဋ္ဌိဆိုတဲ့အသိဉာဏ်ရတယ်မြတ်စွာဘုရားကဘာပြောခဲ့သလဲဘာဟောခဲ့သလဲဆိုပြိဋိဘံသံဃာနီးမှာသူပတ္တဆိုတဲ့ပြပိုက်ကလာပြီးတော့မေးတဲ့အခါမှာမြတ်စွာဘုရားကသူပတ္တအဲ့ဒါတွေမေးမနေနဲ့အချိန်မရှိဘူးငါရှင်းရှင်းပြောလိုက်မယ်မဂ္ဂင်၈ပါးအကျင့်တရားမရှိဘူးဆိုလို့ရှိရင်အစဉ်၄မျိုးဟာမရှိနိုင်ဘူးတဲ့သောတာပန်သက္ကရာကအနာဂံဆိုမရှိနိုင်ဘူးငါရဲ့အတွေ့အကြုံနှစ်ပေါင်း52နှစ်အတွေ့အကြုံပြောလိုက်မယ်တဲ့ဝိပဿနာသမ္မာဒိဋ္ဌိရဲ့တစိတ်တတိသာဟောပြောနိုင်တဲ့ပုဂ္ဂိုလ်တော်ဒီသာသနာရဲ့အပြည့်မှမရှိဘူးအပြည့်အစုံဟောဖို့ဆိုတာမဆိုထားပြီတစိတ်တတိသာတောင်ဟောနိုင်တဲ့ပုဂ္ဂိုလ်မရှိဘူး52နှစ်အတွေ့အကြုံဆိုတာဘာပြောတာလဲမြတ်စွာဘုရားရဲ့အလောင်းဟာ29နှစ်တောထွက်တယ်တောထွက်ပြီးတရားကျင့်တာဘယ်နှစ်6နှစ်ဘုရားဖြစ်နဲ့တရားလှည့်ဟောတာ45နှစ်45ရဲ့6ရဲ့ပေါင်းတဲ့အခါအဲ့ဒီ52နှစ်ကိုပြောတာအဲ့ဒီ52နှစ်တရားရှာတရားဟောတဲ့အတွင်းမှာကြည့်လိုက်ဝိပဿနာတရားနဲ့ပတ်သက်ပြီးတော့အပြည့်အစုံမပြောနဲ့တစိတ်တည်းသာလေးဟောနိုင်တဲ့ပုဂ္ဂိုလ်တော်မှာပဲဒီသာသနာမှတပါးတခြားမှမရှိဘူးအဲ့တော့ဝိပဿနာသမ္မာဒိဋ္ဌိသည်ဘုရားဘာသာဝင်တို့ရဲ့မြတ်စွာဘုရားရဲ့ကိုယ်ပိုင်တရားဖြစ်ပြီးတော့ဘုရားဘာသာဝင်တို့တဲ့အကောင်းဆုံးလက်ဆောင်ပဲဖြစ်တယ်ဘုရားပွင့်မှရတဲ့ဓမ္မလက်ဆောင်ပဲနော်အဲ့ဒီလက်ဆောင်ကိုဘုရားပွင့်ရဲ့တန်းနဲ့ကိုယ်တိုင်လည်းလုံးနိုင်ရဲ့တန်းနဲ့မယူလိုက်ဘူးဆိုရင်တော့မယူတဲ့လူပဲမှန်ပါဗျာနော်မယူလိုက်လို့မိုက်တယ်ထင်ပေါ့ကိုအဲ့ဒါယူလိုက်ပြန်တော့ကြိုက်တယ်ထင်အဲ့တော့မေခွေရဲ့ကြပြလို့ဖြစ်သွားလိမ့်မယ်မြတ်စွာဘုရားဟောထားတဲ့ဝိပဿနာဆိုတဲ့ဟာဘုရားပွင့်မှာပဲရကဲဒါဖြင့်ဝိပဿနာဉာဏ်ဆိုတာဖြစ်နိုင်သလားဖြစ်တာပေါ့ပကံဘုရားတွေလှည့်ပြီးတော့ဖူးကြည့်ပြီးတော့တနေ့တစ်ချိန်တုန်းကကြက်ပြတ်မကြစီကားတဲ့ဒီပကံဒေသကြီးဟာခနေ့တော့ဖျားပြက်တွေနဲ့ခုနကြည့်လိုက်လဲပြိုကျပြက်နေတဲ့ဖျားတွေပြင်းထားတာတွေနဲ့အနောထမင်းကြီးဆိုတာပဲရောက်သွားတော့ကျက်စင်မင်းကြီးဆိုတာပဲရောက်သွားတော့အလောင်းစီသူဘုရင်ကြီးဆိုတာပဲရောက်သွားတော့တွေ့သေးလားကဲအဲ့ဒါတွေကိုတွေးပြီးတဲ့အခါကျတော့ဘယ်ဟာမှမမြဲပါလားတနေ့ကျတော့ငါတို့လည်းပဲဒီကဘာမြေပေါ်ကပျောက်သွားကြအောင်မှာပဲလို့မစင်စားသင့်ဘူးလားစဉ်းစားပါဗျာအဲ့ဒါလို့စဉ်းစားရင်ကိုပဲဝိပဿနာဉာဏ်ရဲ့အစာရသွားဆိုလိုတာကအဲ့ဒါလို့လေးကစပြီးတော့ကိုရှင်တဲ့နှလုံးထဲမှာအတွေးလေးတွေပေါ်ဖို့လိုတယ်ဒီအတွေးကိုအထင်မသေးလေးနဲ့ဒီအတွေးသည်နောက်ဖျားပွင့်တဲ့အခါမှာအလွယ်တကူယဟန္တာဖြစ်ဖို့သောတပန်ဖြစ်ဖို့အတွက်အထောက်အကူဖြစ်တယ်ဒီအတွေးလေးတောင်မတွေးမိဘူးဆိုလို့ရှိရင်တော့အဲ့ဒါဖျားပြက်တွေကြောင်းကံပြက်တွေအဟောင်းတွေ
တွေးပြီးဒီလိုလေးမှမတွေးတတ်သေးဘူးဆိုလို့ရှိရင်နောင်ဖျားနဲ့တွေးလဲဒီခေါင်းနဲ့ဒီဟာရောက်မှာမဟုတ်တော့အဲ့ဒါကြောင့်မလို့နေစဉ်နဲ့များအဲ့ဒီတွေးဖို့လိုတယ်တွေးရမယ်တစ်ချိန်တုန်းကဒီနေရာဟာမတန်စီကားခဲ့တယ်ခဏဒီလိုမဟုတ်အဲ့တော့စဉ်းစားရမှာဘယ်ရာပဲဖြစ်ဖြစ်သင်္ခါရဆိုတဲ့အရာတွေဟာထာဝရပြောင်းလဲပျက်စီးနေတဲ့အရာတွေသာဖြစ်တယ်ငါတို့ဟာမမေ့မလျော့တရားဓမ္မဝိကျင့်ကြကြုတ်ကိုအထုံးမှဖြစ်မယ်ဆိုတဲ့အတွေ့အလေးတွေးပြပါကြားဖို့ရမို့လားရှင်ဆုလဘန်အလောင်းဟာဘယင်ဖြစ်တုန်းကမြို့လှဲ့တယ်မြို့လှဲ့ပြီးတော့ချွေးထွက်တဲ့အခါမှာသူ့လက်ထက်မှာပါလာတဲ့ပဝါလေးနဲ့နှစ်ဖူးကိုတုပ်လိုက်တယ်တုပ်ပြီးပြန်ကြည့်လိုက်တဲ့အခါဖွေးစွနေတဲ့ပဝါလေးဟာညစ်ပေသွားတယ်အဲ့ဒီညစ်ပေသွားတာဒီမစင်စားဘူးဆိုရင်ဘာမှရအောင်သူကစဉ်းစားလိုက်တယ်အော်ငါခန္ဓာကိုယ်ကြီးကိုကြောင်းပြုပြီးအမတန်တန်ရှင်းစင်ကြယ်တဲ့ဒီဘဝလေးတောင်ညစ်ပေသွားပါလားခန္ဓာကိုယ်ကြီးကတလောက်မတန်ရှင်းပါလားဆိုတဲ့အတွေးလေးဟာကောရမဘုရားလက်ထက်ရောက်လာတဲ့အခါမှာဘဝပိုင်းလေးပေးပြီးတော့မြတ်စွာဘုရားရဇောဟရဏလို့ရှုခိုင်းတာနဲ့ယာနာဖြစ်သွားလေမှန်ပါဗျာအဲ့ဒီကနေအထောက်ကူပြုတယ်လို့ဒီလိုမှတ်အဲ့တော့ဝိပဿနာသမ္မာဒိဋ္ဌိဆိုတာလေးကဘယ်ရမှမမြဲဘူးဆိုတာသာဝရရွေးရှားနေတယ်နောက်ဆုံးမှာဒီပကံမျိုးရဲ့အနီးမှာဆိုရင်အေယော်ဒီမြစ်ကြီးစီးဆင်းနေတာတွေ့ရတယ်အဲ့တော့အေယော်ဒီမြစ်ကမ်းကိုသွားပြီးထိုင်ကြည့်လိုက်လို့ရှိရင်လေမြစ်ရည်တွေကစီးနေတာမနေ့ကရေတွေရှိသေးလားဒီနေ့မနေ့ကရေတွေရောဟုတ်ကဲ့လားဟုတ်ပါဘူးဗျာပြောင်းလဲနေတယ်ဆိုတဲ့သဘောတရားကိုစဉ်းစားမိဖို့လိုအပ်တယ်အဲ့ဒါတွေမစဉ်းစားနဲ့အပြင်ကအာယုန်လေးယူပြီးတော့ကိုယ့်ကိုယ်လည်းပြန်စဉ်းစားလိုက်အောင်မနှစ်တုန်းကငါရုပ်ဒီနှစ်ငါရုပ်ကွာသွားပြီအဲ့ဒီကနေတဖြည်းဖြည်းကျင့်ကြည့်လိုက်မနေ့တုန်းကငါရုပ်ဒီကနေ့ငါရဲ့ရုပ်ခန္ဓာနန္တရားတွေခန္ဓာတွေဟာကွာသွားပြီမတူတော့အိမ်ပြန်လို့ရှိရင်အစစ်အမှန်နဲ့ပြန်နိုင်မှာမဟုတ်ဘူးကော်ပီနဲ့ပဲပြန်ရမှာဖြစ်တယ်ဟုတ်လားအိမ်ပြန်သွားလို့ရှိရင်လူတိုင်းဟာကော်ပီပဲကြံတယ်အစစ်ကရှိသေးလားရှိပါဘူးမွေးခါစားတော့ကရုပ်လေးဘယ်မှကြံတော့ဘူးလေအဲ့ဒါမူရင်းပဲအဲ့ဒီမူရင်းမကြံဘူးအခုကကော်ပီကပြောင်းလာတာတနေ့ပြီးတနေ့တရက်ပြီးတရက်နိုင်ပိုင်းနဲ့ပြောင်းနေတဲ့ကော်ပီတွေအချိန်နီးရင်တော့မှတ်မိသေးတယ်တော်တော်လေးกว่า10နှစ်အနည်း20ကြာမှပြန်တွေးရင်ကိုဘသူပါဟိုကလည်းပဲဘသူပါဆိုတာပြောယူမှပဲမှတ်မိကြတော့မှာမဟုတ်လားအဲ့ဒါကြောင့်မလို့ရွေးနေတာဟာချက်ချင်းကြီးရွေးသွားတာမဟုတ်ဘူးတနေ့ပြီးတနေ့တစ်စက္ကန့်ပြီးတစ်စက္ကန့်ရွေးပြောင်းလဲနေတဲ့သဘောလေးကိုတခဏလေးပဲဖြစ်ဖြစ်ကိုယ့်အိမ်မှာကိုနေရင်ကနေပြီးစဉ်းစားပါအဲ့ဒါဝိပဿနာဉာဏ်တဲ့အခြေခံပဲလို့သူတို့ဆိုလို့ဝိပဿနာရဲ့ဉာဏ်အခြေခံလေးဝိပဿနာသမ္မာဒိဋ္ဌိလေးဖြစ်ပြီးမမြဲဘူးဆိုတာတွေသိရင်ဒါလောက်သိလိုက်တာနဲ့ဘလောက်ထိအောင်အကျိုးသက်ရောက်မှုရှိသွားတော့ဆိုရင်ပစ္စည်းပေါ်မှာတွေ့တာမှုလူတွေပေါ်မှာတွေ့တာမှုရောကြသွားတယ်နော်တွေ့တာမှုရောကြသွားတာနဲ့တပြိုင်နက်ရင်ထဲကတောကလည်းရောကြသွားတယ်အပြီးသက်မချေမုန်းနိုင်သေးရင်မဖြုတ်နိုင်သေးရင်လျှော့ချဖို့တော့လိုအပ်တယ်လို့ဆိုမလျှော့နိုင်လို့ရှိရင်လူတွေမှာဘာဖြစ်တုံးဆိုတောကတွေရှိတယ်တောကကအလုံးပေါ်မှာရှိသလားဆိုမရှိဘူးတွေ့တာတဲ့ပုဂ္ဂိုလ်ပေါ်သို့မဟုတ်တွေ့တာတဲ့ပစ္စည်းပေါ်မှာသာတောကဖြစ်တယ်ကိုမပိုင်နဲ့တိုက်အိမ်ကိုမပိုင်နဲ့ကားပြီးတဲ့ပါသွားတယ်ဆိုဘာဖြစ်လဲဘာဖြစ်ပါ့မလဲကိုပစ္စည်းမဟုတ်ရင်ဘာမှဖြစ်ကြဘူးမဟုတ်လားလူလဲကိုမသိတဲ့လူတယောက်သိသွားရင်ဘာဖြစ်လဲဘာဖြစ်ဘူးတနာပါတယ်တော့ပြောချင်ပြောမယ်ဒါပေမဲ့လို့မတုံလို့ဘူးလေ
ကိုယ်ဆွေတဲ့မျိုးတဲ့ကဆိုရင်ဘလို့ဖြစ်ကိုယ်ဆွေတဲ့မျိုးတဲ့မဟုတ်ကိုယ့်ရဲ့အရင်အချကြီးဆိုရင်လူတွေဟာနေမထိတိုင်းမဖြစ်ဖြစ်ဘာကြောင့်အဲ့လိုဖြစ်ရလဲသူလဲလူပဲကိုယ်လဲလူပဲကြံတဲ့လူတော့ဘာကြောင့်မဖြစ်လဲတွေ့တာမှုမရှိရင်မဖြစ်ဘူးတွေ့တာမှုရှိရင်ဖြစ်တယ်အဲ့ဒီတွေ့တာမှုကိုဝိပဿနာဉာဏ်နဲ့လျှော့ချရမယ်လို့ပြောတာနော်လျှော့နိုင်ရမယ်လျှော့နိုင်ရင်ယင်ထဲကတောကကိုဖယ်ရှားလို့ရသွားပြီအဲ့ဒါဝိပဿနာရဲ့လက်တွေ့ခံစားရမယ်အကျိုးတရားပဲဖြစ်မြတ်စွာဘုရားကဒါကိုဟောကြားဆုံးမတာပဲဖြစ်တယ်ဒါကိုဗုဒ္ဓသာသနာမြတ်ဗုဒ္ဓရဲ့သာသနာလို့ခေါ်တယ်နော်အဲ့ဒီလိုမြတ်ဗုဒ္ဓရဲ့သာသနာမှာလိုက်နာကျင့်သုံးရမယ့်အချက်တွေကဘာတွေတော့ကိုကျင့်သီလရဲ့တမန်ပုဂ္ဂိုလ်တွေဆိုရင်၅ပါးသီလလုံမှုလိုတယ်သူစရိုက်တရား10ပါးအတိုင်းလိုက်နာဖို့လိုအပ်တယ်ဒါနကောင်းမှုအတိုင်းတစ်ခုနဲ့လုပ်ဖို့လိုအပ်တယ်သီလပြည့်စုံပြီးတဲ့အခါမှာကိုယ်ရင်ထဲမှာရှိတဲ့တတိတွေတိုးပွားလာအောင်ရှင်ထဲမှာရှိတဲ့အသိဉာဏ်တွေတိုးပွားလာအောင်လေ့ကျင့်မှုလိုအပ်တယ်ဘာဝနာလို့ခေါ်တယ်အဲ့ဒီဒါနသီလဘာဝနာဆိုတဲ့လုပ်ငန်းစဉ်300ဟာမြတ်စွာဘုရားရဲ့အဆုံးအမတရားပဲဖြစ်တယ်ဟောကိုလိုက်နာရင်လိုက်နာတော့အကျိုးရှိမှာပဲမလိုက်နာရင်မလိုက်နာဘူးဆိုတဲ့အကျိုးတွေပြက်ပြတ်မှာပဲပေါ့နော်မလိုက်နာရင်အကျိုးမရှိဘူးလိုက်နာမှအကျိုးရှိတယ်ဘယ်ရာပဲဖြစ်ဖြစ်ဆေးမတော့ဘဲနဲ့ယောဂပျောက်တဲ့ဆိုတာရှိလားရှိပါဘူးယောဂဖြစ်နေတဲ့ပုဂ္ဂိုလ်တယောက်ဟာဆေးတောင်းအောင်မှဖြစ်တယ်ဆေးကသာယောဂပျောက်စေတယ်ထို့တူပဲမြတ်စွာဘုရားရဲ့အဆုံးအမတရားကိုလိုက်နာကျင့်သုံးမှုမပြုဘဲနဲ့ကောင်းကျိုးချမ်းသာရဖို့ဆိုတာမလွယ်ဘူးလေအဲ့ဒါကိုသတိထားပြီးတော့မြတ်ဗုဒ္ဓရဲ့သာသနာပကံတိတမှာပကံတိတမှာမြတ်ဗုဒ္ဓရဲ့သာသနာသို့မဟုတ်မြတ်ဗုဒ္ဓသာသနာနဲ့ပကံတိတလွန်ခဲ့တဲ့နှစ်ပေါင်း1000ကျော်ရဲ့ဟိုဘက်ကိုကြည့်လိုက်အခုလိုကမ္မတက္ကတာသမ္မာဒိဋ္ဌိတို့ဝိပဿနာသမ္မာဒိဋ္ဌိဆိုတာမကြဘူးသေးဘူးပကံဧရိယာမှာရှိကြတဲ့လူတွေမကြသေးဘူးမကြဘူးသေးဘူးလို့ပြောနော်မကြဘူးသေးဘူးအဲ့ဒီလိုနဲ့ဘဝတစ်ခုကိုစားပြုတ်လာခဲ့ကြတယ်ဘသူရဲ့ကျေးဇူးနဲ့ပကံဒေသကလူတွေဟာမြတ်စွာဘုရားရဲ့သာသနာဆုံးမတွေကိုသိရှိခွင့်ရကြတယ်လေဆိုရင်ထင်ရှားတာကိုပြောမယ်တခြားပုဂ္ဂိုလ်တွေလည်းရှိနိုင်တယ်ပေါ့နော်အနိရုဒ္ဓထေဝလို့ခေါ်တဲ့သို့မဟုတ်အနုရုဒ္ဓလို့ခေါ်တဲ့အနောထမင်းကြီးရဲ့ခြေဆုပဲလို့ဒီနေရာကိုရှေးရခင်ကပုခါရမဆိုတဲ့နာမည်နဲ့ခေါ်ခဲ့တာဖြစ်တယ်ပုခါရမမြို့တော်ကိုအရိမတ္တနာရှမ်းသူတွေကိုနှိမ်နှင်းရဖြစ်တဲ့မြို့ဆိုပြီးတော့အဲ့တော့ဒီအနောထမင်းကြီးမပေါ်ခင်ကဒီဒေသမှာမင်္ဂနဲ့တရားတော်မှာမျိုးစေ့ဟာမရှိဘူးအဓမ္မကိုဓမ္မလို့လုပ်ပြီးတော့ဟောပြောနေကြတယ်ဓမ္မကိုအဓမ္မလို့လုပ်ပြီးတော့ဟောပြောနေကြတယ်မနန်းရဆိုရင်ရပြောရမယ်ဆိုလို့ရှိရင်ဒီအနောထဘုရင်ကြီးဟာပထမတုန်းကအနောထဘုရင်ရဲ့ရှေ့မှာနန်းတက်တာကသူ့ရဲ့အကိုပေါ့အကိုလည်းတော်မယ်ပေါ့စုကတိဆိုတဲ့မင်းနန်းတက်တာဖြစ်တယ်နော်စုကတိမင်းကြီးရဲ့အမှုတော်ကိုသူထမ်းတဲ့အချိန်တုန်းကဒီနာကပကံပတ်ဝန်းကျင်မှာသူ့မုံတရစ်ဘုရင်တည်ထားခဲ့တဲ့ရွာကြီး16ရွာရှိတယ်အဲ့ဒီရွာ16ရွာကိုပေါင်းပြီးတော့ပုခါရမအရိမတ္တနာဆိုနိုင်ငံကိုတည်ထောင်တာဖြစ်တယ်အဲ့ဒီ16ရွာထဲမှာအနုရာဓဆိုတဲ့ရွာရှိတယ်အနောထမင်းသားဟာအနောထလို့မခေါ်သေးခင်ကအဲ့ဒီချိန်မှာ
အနုရရရွာကိုအပိုင်စားရတဲ့မေမှုတံမဖြစ်ခဲ့တယ်သုကတိရဲ့အမှုကိုထမ်းရတယ်နောက်ပိုင်းရောက်တဲ့အခါကျတော့သုကတိနဲ့သူနဲ့စိန်ခေါ်ကြတယ်ပေါ့နော်ပကံသမိုင်းမှာပြောမယ်ဆိုစိန်ခေါ်တယ်အဲ့ဒီခေတ်ကလူစွမ်းကောင်းခေတ်ဆိုတော့မလုပ်ကြမလဲမြင်းနဲ့စီးချင်းထိုးမယ်စီးချင်းထိုးတယ်ဆိုတာအသေးတတ်တာအပျော်လောက်တာမဟုတ်ဘူးနိုင်တဲ့လူကရှုံးတဲ့လူကိုအသေးတတ်မှာပဲသုကတိနဲ့အနောရထမြင်းကဘာချောင်းပေးမှာမြင်းစီးပြီးတော့တုံးနဲ့တူလက်စွမ်းကိုပြကြတယ်ပထမသုကတိကမြင်းစီးပြီးတော့အကွက်ချောင်းပြီးတော့အနောရထကိုလှန်နဲ့ထိုးလိုက်တယ်ထိုးလိုက်တော့သူလှန်ချက်ကိုမထိပဲနဲ့မြင်းကကိုသွားထိသွားတယ်အဲ့ဒီမှာအနောရထကထိခါတော့နောက်တော့လှည့်ပြီးပြီသူ့လှည့်ပဲခဏအောင်ခံဆိုပြီးတော့မြင်းကိုလှည့်ပတ်စီးပြီးသုကတိကိုလှန်နဲ့ထိုးချလိုက်တဲ့အခါကျတကယ်ချက်ကောင်းကိုထိသွားတော့သုကတိရောမြင်းရောချောင်းထဲကိုကြပြီးတော့မျောပါသွားတယ်အဲ့ဒါဟာပကံရဲ့အစလို့ပြောခြင်းပြောလို့ရတယ်ပေါ့အဲ့ဒီကစပြီးတော့အဲ့ဒီချောင်းကိုလည်းပဲမြင်းကပါချောင်းမြင်းရောကရောပါသွားလို့မြင်းကပါချောင်းလို့ခေါ်တယ်လို့ဒီလိုလဲဆိုကြတယ်ပေါ့နော်အဲ့ဒီကနေပြီးအနောရထဘယင်ဆိုတာဖြစ်လာတာပဲရှေးခင်ကအနောရထဘယင်ဆိုတာမရှိသေးဘူးသုကတိကိုအနိုင်တိုက်ပြီးတော့ဒီမျိုးပြကိုအုပ်ချုပ်တဲ့အခါမှာသူ့ရဲ့ဉာဏ်စွမ်းဉာဏ်စားနဲ့အစွမ်းတကူတွေတာထားလိုက်ပါသူ့ရဲ့လက်ရည်လက်သွေးရဲ့အသိဉာဏ်နဲ့သူကအုပ်ချုပ်တယ်ရာဇဝနေတော့မှတော့အထင်ကြီးအောင်တော့ဖမဘယင်းနေဟိုရင်တရားမင်းကဘာဆက်တယ်ညာဆက်တယ်အဲ့ဒါတွေတာထားလိုက်တရားကိုထဲ့မပြောနဲ့တော့ဈေးကြီးနေတရားကိုထဲ့မပြောနဲ့သူ့ရဲ့လူရဲ့အရေးချင်းတွေကရှိတယ်တမန်အရေးချင်းတွေရှိတာပဲเนาะအဲ့ဒီတမန်အရေးချင်းတွေကထူးခြားတဲ့အရေးချင်းနဲ့စုပ်တေးကိုအနိုင်ရပြီးတော့ပကံထိနှံကိုသူကပိုင်ဆိုးလိုက်တာပဲဖြစ်တယ်ပေါ့အဲ့တော့သူရဲ့အမည်နာမကိုအနိရုဒ္ဓသို့မဟုတ်အနုရုဒ္ဓစာပေရဆိုရင်တော့အနုရုဒ္ဓဆိုတဲ့စကားလုံးကအနိရုဒ္ဓဆိုမချုပ်ငြိမ်းဘူးဆိုတဲ့အဓိပ္ပာယ်ရနေတယ်အနုရုဒ္ဓဆိုတာကြတော့မဆန့်ကျင်ဘူးဆိုတဲ့အဓိပ္ပာယ်ရတယ်အဲ့ဒီအဓိပ္ပာယ်ကပို့ပြီးတော့ကောင်းတယ်အနုရုဒ္ဓကနေပြီးအနောရထအတန်ချင်းနီးတယ်ကူးလာတယ်အတန်ကူးလာမဟိယင်္ဂနာကနေမရှိခဏဖြစ်သွားသလိုပဲတိလောကမင်္ဂလာလို့ရေးထားရနေဖတ်တဲ့အခါထိလို့မင်းလို့ဆိုဖြစ်သွားပြန်နော်တိလောကကိုပြီးအောင်မဖတ်တော့တိလောကပြောက်သွားပြီတိလောမင်္ဂလာကျတော့မင်းလောမင်္ဂလောဖြစ်သွားတယ်အတန်နေပြောင်းသွားပြီးတော့တိလောကမင်္ဂလာစေရီကလည်းထိလို့မင်းလို့ဖြစ်တာပဲထိလို့မင်းလို့ဖြစ်တာအဲ့တော့အနုရုဒ္ဓကလည်းအနောရထဖြစ်သွားတာမဆမ်းပါဘူးဒါနော်အတန်ပြောင်းလာအဲ့တော့အနောရထဘယင်တက်လာတဲ့အခါကျတော့သုကတိလက်ထက်ကဘာရီကိုးကွယ်နေလဲဆိုတန္တရမန္တရာတွေစုပ်ပြီးတော့ဝိဇ္ဇာလို့ဇောကြီးလို့အဲ့ဒီလိုပုဂ္ဂိုလ်ရဲ့အစွမ်းတကူတွေကိုလူတွေကယုံကြတယ်ယုံကြတော့သူတို့ဟောတာအတိုင်းပဲလိုက်နာပြီးတော့လုပ်ကြတယ်အေးဘယ်လိုပြစ်မှုတွေကျူးလွန်ထားလို့ရှိရင်သူတို့ရွဆိုတဲ့တန္တရမန္တရရွတ်လိုက်တာနဲ့အဲ့ဒီပြစ်မှုတွေကပျောက်ကင်းသွားတယ်ဒါအဆန်းမဟုတ်ဘူးမြတ်စွာဘုရားလက်ထက်ကဗြဟ္မင်းနေလည်းဒီတိုင်းပဲနော်ဗြဟ္မင်းနေလည်းဒီတိုင်းပဲလောကကြီးကိုလိမ်ညာပြီးတော့စားနေကြတာလိမ်ညာပြီးတော့စားနေကြတာအဲ့တော့နောထလက်ထက်လည်းအဲ့ဒီပုံစံပဲသူတို့ဟာတန္တရမန္တရအုံဖွားလှုပ်လိုက်တာနဲ့အကုန်လုံးပျောက်သွားတယ်လောကမှာရှိပါမလားအဲ့ဒါအုံဖွားလို့
မန္တန်တကူနဲ့အစွမ်းတကူနဲ့ခွင်းလုံးကျွတ်ဆိုဖြစ်နိုင်မှာဖြစ်နေနော်အဲ့ဒီလားသို့တော်လူတွေကတော့ယုံမြဲယုံတာပဲခဏလေးယုံတော့မယ်ဒါတွေကယုံနေတော့မယ်အဲ့တော့အတော်ရဘီကြီးကတော့အသိဉာဏ်ရှိတဲ့ပုဂ္ဂိုလ်ဆိုမယုံမှုတာတွေကိုအဲ့ဒီမယုံတဲ့အခါမှာမြတ်ဗုဒ္ဓရဲ့အဆုံးအမအစစ်ဆိုတာကိုသူသိချင်တယ်ဒါတော့ထိလန်းတော့မဟုတ်သေးဘူးအုံဖွားတွေကမရသေးဘူးအုံဖွားဆိုတာကိုသိလားဘာကြောင့်အုံဖွားလို့ခေါ်တာတော့ဗမာစကားမှာအုံဖွားပါဠိစာပေမှာအုံဆိုတဲ့စကားလုံးကအဥမအခရာသုံးလုံးပေါင်းထားတယ်နော်အရဲ့ဥရဲ့မရဲ့အဲ့ဒီသုံးခုကိုတသန်နဲ့ထွက်အောင်ဆိုကြည့်အိမ်ရောက်တဲ့အခါခုတော့မဆိုနဲ့အောင်